Nearly a town, but even a chill I need him. The not a tattoo low. Oh, milling up on the ocean. Sweat a poke on him. She let got it, baby. ဟေးမကျက်ပါတော့ကြည့်လိုက်မဟုတ်ပါဘူးဒီတိုင်းပဲအဲ့ကောင်မလေးငါမျက်လုံးထဲမှာတော်တော်ချင်းနေမြင်မှုဆိုလို့ခံစားရလို့ မြင်ဘူးမှာဗောအဲ့ဟိုးပဲရက်ကွက်ကဦးတန်းနိုင်သမီးအငယ်မ ဟောဥက္ကဋ္ဌနိုင်သမီး သိတယ် မသိဘူးကွာ မသိဘူးဆိုတာ तू ကနိုင်ငံခြားမှာကြောင်းသွားတက်နေတာဗျခုမှပြန်လာတာလေ အေးချစ်တော့ချစ်စရာလေနော် ဟိုတည်းစိတ်ဝင်စားတာ ဟောမင်းလည်းဘလို့လို့စိတ်ဝင်စားလို့ရမှာလေငါမှလည်းမိမကြီးငေါ့တုံးနေလေခွာမင်းကလည်း ဟောကိုကထမင်းမဘိုက်ကြီးနေတာမလားဟုတ်တယ်အဲ့တော့ကိုကထလည်းအစားကောင်းတောက်ကောင်းနေငက်ပြက်နေမှာဗော Yeah, boy. အဲ့လိုလည်းမဟုတ်ပါဘူးမင်းကလည်း ဒီလိုကိုကထအကောင်မလေးကိုစိတ်ဝင်စားရင်ကျွန်တော်ချိတ်ပြီ ဟေ့ရောက်မင်းချိတ်ပြမယ်ဆိုအဲ့ကောင်မလေးကမကောင်းတာလောက်စားနေ အာမကောင်းတာလောက်စားတာမဟုတ်ဘူးဗျ အဲ့ဆိုပါတော့ ကောင်မလေးဖေကရက်သမားလေးဗျာကိုကထလည်းသိတဲ့အတိုင်း ဟော ဒီကောင်မလေးတိတ်တနာကိုကောင်းတာပတ်စံမရှိဘူးဗျာအဲ့ဒါကြောင့်မလို့ကိုကထလည်းအဆင်ပြေတယ်ဆိုတော့ကျွန်တော်ချိတ်ပေးလိုက်ပြီဗျာ မင်းချိတ်ပြလို့ရတယ်ကွာ ရတာဗောဖရန့်ဦးမင်းသိတယ်မလား ခဏကွာစား ဦးမင်းတိတော့ဆက်လီ အင်း သူ့ဆိုရင်ကျွန်တော်အမြောင်မရ3ယောက်တောင်ချိတ်ပေးထားတာဗျ အဲ့လူရမယငယ်တွေပါလေရှိရလား 3ယောက်တောင်ကျွန်တော်ကိုယ်တိုင်ချိတ်ပေးထားတာ ဟောဟုတ်လား ဟုတ်တယ် အေးကွာနင်တို့ဖက်ဝင်စားဒါပေမဲ့ကြောက်လေးကြောက် မကြောက်နဲ့အခုခေတ်မှာဗျာကိုလိုဘောစီတိုင်းကမရငယ်တွေထားနေကြတာဘာမှကြောက်စရာမလိုဘူးဒါပေမဲ့တခုတော့ရှိတယ်နော်ကိုကထာအဲ့ကောင်မလို့ချိတ်မယ်ဆိုအပျော်တော့မရအောင်နော် အဲ့လိုလုံးပါ ဟာသူ့ကိုအင်းတကောင်မီးတဲ့ကြောင်ပြောမှဆိုပြတိုက်ခန်းတစ်ခုငါးပေးပြီးတော့ကိုကထာရမရငယ်ဖြစ်ထားပေးရမှာဗျာအပျော်တော့မရအောင်စိတ်ဝင်စားလား စိတ်ဝင်စား အေးဒါဆိုရင်ကျွန်တော်ပွဲသားက3သိန်းပေးရအောင် 3သိန်းအဲ့မင်းမများလို့လားကွာ ဘယ်အများရမှာလဲဗျာကျွန်တော်ဦးမင်းဆိုရင်9သိန်းတော့ယူတာကိုကထာမို့လို့ကျွန်တော်3သိန်းပဲယူတာ အော်အဲ3သိန်းဆိုအကုန်ပြီးပြီ ဟာဟောဒီလိုတော့အဲ့လိုတော့ပြီးသေးပြီဗျာကောင်မလေးအတွက်တော့နည်းနည်းစားဖို့တောက်ဖို့5 6သိန်းတော့လုပ်ပေးရမှာလေလိုတော့စေတော့ 6သိန်းနဲ့6သိန်းမင်း3သိန်းကို9သိန်းတော့9သိန်းကိုရပြိုးလား ဟာအပြိုမှရေကောင်မရောကြည့်ပါဗျာဘယ်လောက်ချစ်စရာကောင်းတာဒါလေးကသူကွေးတယ်ရှယ်ပဲနော်ကိုကထာစိတ်ကူးမလဲနဲ့ 7သိန်းလောက်ဆို အာကိုကထာလောက်စဉ်းစားနေတယ်ကျွန်တော်တခြားတစ်ယောက်မှချိတ်ပေးတာဗျာ ရတယ်ငါ့ကိုချိန်ပေးဟုတ်ပြီအဲ့ဆိုရင်ကိုကထာနေ့လယ်12နာရီလောက်ကျွန်တော်ရုံးမှာလက်မှတ်ထိုးကျွန်တော်စီစဉ်ထားလိုက်မယ် သိန်းနေစင် ဟာမနေ့က12နာရီ ခါလေးလည်းမထိုးပါ အဲ့လက်မှတ်ထိုး